ဒီစင်ကဒီနေ့ဒီညပတန်လေးကိုဆက်ပြပေးပါမယ်ဒီစင်အရှိမှလည်းပုံလေးပြထားရပေါ့နော်ဒီအပေါ်လေးမှလည်းတောင်းလေးမှလည်းပုံလေးတင်ပေးထားမယ်ဒီညလေးက80လေးသူကကြတော့ဒီစင်တို့သူ့ရဲ့ visit frame ကကြတော့သူကလက်ဖောင်းပတန်ဆွဲပေးထားနော်သူရဲ့လက်ကလက်ဖောင်းလေးဖြစ်တဲ့အတွက်လက်ဖောင်းပတန်လေးဆွဲပေးထားပြီးရင်ဒီစင်တို့အရှိချမ်းကအပြည့်လေးဆွဲထားပေးလားအပြည့်လေးဆိုတော့ပို့ပြီးတော့လွယ်တယ်ပေါ့နော်ပတန်ကြီးကအပြည့်လေးဆွဲထားပေးလားပြီးလို့ရှိရင်အနောက်ချမ်းကြောတရက်ဆွဲရင်ရပြီးအရှိချမ်းရောဒီစင်တို့ခဏကိုအရှိချမ်းအကုန်လုံးအပြည့်ဆွဲထားပေါ့နော်အဲ့တော့ဒီပတန်လေးကိုဆက်ပြပေးပါမယ်ဒါဆိုရင်ဒီစင်တို့ကဒီမှာအနောက်ချမ်းနော်အနောက်ချမ်းနဲ့အရှိချမ်းဒီမှာပြောချင်တာသူ့ရဲ့ဒီအရှိချမ်းကိုလေအပြည့်ဆွဲပေးထားမယ်အရှိချမ်းကအပြည့်ဆွဲပေးထားမယ်အရှိမှပြောခဲ့တယ်လို့ပဲသူကကြတော့လေပင်ပုံစံမတူလို့ဒီစင်တို့ကကိုယ့်ရဲ့မူရင်းပတ်တက်နိုင်မှဆွဲထားပြီးရင်သူ့ရဲ့လက်ကလက်ဖောင်းလေးမျိုးလို့လေးစိတ်ဖြုတ်ချမယ်နော်ဒါကလက်ဖောင်းတိုင်းလေးစိတ်ဖြုတ်ချမယ်ပြီးလို့ရှိရင်အနောက်ရှာတော့သူကဒါပဲလေပင်ကိုဘယ်လောက်ဖောက်မလဲဆိုလို့ရှိရင်သူ့ရဲ့လေပင်ကပြဲတယ်ပေါ့နော်ပြဲတော့3ခွဲလောက်ဖောက်လိုက်မယ်ကိုကဒီနေရာမှာပြဲတာမကြိုက်လို့ရှိလို့ရှိရင်3လက်မလောက်ပဲဖောက်လို့ရနော်3ခွဲ4လက်မဖောက်လို့ရဒီဇိုင်းကတော့ဒီမှာ3လက်မနဲ့4စိတ်ပဲဖောက်လိုက်မယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီအနောက်ရှမ်းမလေးလေပင်ကသူက4000နဲ့လုပ်လို့ရအဝိုင်းနဲ့လုပ်လို့ရဒီဇိုင်းကတော့ဒီမှာ4000နဲ့လုပ်ပြလိုက်မယ်နော်ကိုကတော့ကိုယ့်ရဲ့စိတ်ကြိုက်လုပ်လို့ရတယ်ဒီအောက်ကိုဒီဇိုင်းတို့ကတလက်မဆင်လိုက်မယ်4000ဆိုရင်သူကတလက်မမှလှမှာလေဒီဇိုင်းတို့ကိုကဟိုက်တာကြရင်ဒီမျိုးနောက်ကိုထပ်ပြီးတော့လေပင်ကိုရှာလို့ရသေးတယ်နော်အဲ့တော့ဒီမှာအဲ့တော့ဒီဟာကျတော့ဒါဆိုရင်လေပင်ဖောက်တာရသွားပြီနော်လေပင်ဖောက်တာရသူကအနောက်ရှာတာပဲပြီးအနောက်ရှာစစ်ဖြစ်တဲ့အတွက်ခါကို၄စိတ်ဝင်စားမယ်ခါကို၄စိတ်စားမယ်ပြီးလို့ရှိရင်အရှိကိုညှက်တဲ့အခါမှာတလမလည်းရှံလို့ရတလမ၄စိတ်လည်းရှံလို့ရနော်တလမ၄စိတ်လည်းရှံလို့ရတလမလည်းရှံလို့ရအဲ့တော့အရှိကိုညှက်မယ်ဆိုကိုကတလမရှံပေါ့ကိုကအင်ကြီးကိုပို့ပြီးတော့လှလေးကြိုက်တယ်ဆိုရင်တလမ၄စိတ်ရှံတလမ၄စိတ်ရှံတာပို့ပြီးတော့လှတယ်တလမကျော်သူကကျတော့ရှုပ်စာပိုင်းနဲ့ဆိုနည်းနည်းလေးသေးသွားပါတော့အဲ့တော့တလမလည်းရှံလို့ရတလမ၄စိတ်လည်းရှံလို့ရဒါကကိုရဲ့သဘောနော်ဒီအရှိကိုမှဒီနားကိုဖြတ်ထုတ်လိုက်ပြီးတော့မှဒီအရှိကိုစစ်စားတက်မှာနော်ဒါဆိုအနောက်ရှံကရသွားပြီအဲ့တော့ဒီစင်တို့အရှိချမ်းသွားမယ်အရှိချမ်းကျတော့ဒီစင်တို့ကအပြန်ဆွဲပေးထားမယ်နော်သူ့ရဲ့ဒီ level ပုံစံမတူလို့ပြီးရင်အနောက်ရှမ်းမလို့ပဲဒီပခုံးကို၄စိတ်ဖြုတ်ရှာမယ်ဘာလို့လဲဆိုရင်လက်ဖောင်းလက်မို့လို့ဒီလက်ဖောင်းနားမှာတခါတလေဒီစင်တို့ကမေ့ပြီးတော့၄စိတ်ဖြုတ်မရှာထားလို့ရှင်ဒီလက်ဖောင်းကကျတော့လက်မှာမဖောင်းဘဲနဲ့အောက်ကိုနည်းနည်းလေးကျနေတတ်တယ်ပေါ့နော်ဒီလက်ဖောင်းမဒီ၄စိတ်မစားလို့ရှင်သူကလက်ဖောင်းဆိုမလှဘူးအဲ့တော့ဒီအနောက်မှာလေပင်ကိုဘယ်လောက်ဖောက်ခဲ့လဲဟိုဘက်3လက်မ4စိတ်ဒီဘက်3လက်မ4စိတ်ဒီတိုင်းကြီးထားလိုက်ပြီးလို့ရှိရင်သူ့ရဲ့လေပင်ဒီအောက်ကဘယ်နှလက်မထောင်လဲဆိုတော့ဒီစင်ကတော့9လက်မခွဲလောက်ဆင်လိုက်မယ်9လက်မခွဲသူကကျတော့တန်မုံ4000ပုံစံမဟုတ်သူကအိုးပုံစံလေးနည်းနည်းသွားတယ်အဲ့တော့ဒီတိုင်းမျိုးအိုးပုံစံလမ်းလေးသွားလိုက်မယ်ဒီနေရာမှာတခုပြောချင်တာသူကကြောတော့ဒီဘက်မှာကြောသူကလေပင်အခုံးဘက်ကိုသူကနည်းနည်းလေးကြည့်ထားဒါဆိုလို့ရှိရင်ဒီစင်တို့က3လက်မလောက်ရှိမှာပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ဒီစင်တို့ကဒီဘက်ထပ်ပို့ပြီးတော့သေးတယ်ဒီဘက်မှာဆိုရင်ကြည့်ကွယ်ဒီဘက်ကကျတော့ဒီဘက်ထပ်ပို့ပြီးတော့သေးတယ်ဟုတ်တယ်နော်အဲ့တော့ဒီဘက်ကိုဒီစင်တို့ကပို့ပြီးတော့ level ကို share လိုက်မယ်နော် share တဲ့နေရာမှာသူကကျဒီဘက်မှာသူကကြိုးလေးထဲမှာအဲ့တော့ဒီစင်ကတစ်စင်ရင်းနေပြပေးမယ်နော်ဒီဘက်သူကဒီဘက်မှာနော်ကိုကတော့ဒီမှာဘယ်ဘက်လောက်ရှင်တာလဲကိုကြိုက်တဲ့ဘက်လောက်လို့ရနော်ဒီစင်ကတော့သူ့ရဲ့ပုံတိုင်းပဲဒီဘက်ကနေပြပေးလိုက်မယ်အဲ့တော့ဒီမှာဒီစင်တို့ကဒီ level ကိုပုံမှန်တိုင်းဖောက်ပေးမယ်နော်အဆင့်ချင်းတွေတော့ပုံမှန်တိုင်းဖောက်ပြီးရင်ဒီအထဲတွေကိုဒီစင်တို့တလမဝင်လိုက်မယ်တလမဝင်ပြီးတော့ဒီဟာကို level ကိုသူ့ရဲ့ပုံစံချအောင်ပြန်ပြီးတော့ဆွဲလိုက်မယ်ကိုကတော့ပတန်ကြီးဆုံးတေချာလေးဆွဲပြီးပေါ့အဲ့တော့ဒီနားလေးမှတ်ထားဒီနားလေးမှာဒီစင်တို့ကဒီလိုမျိုးကိုကကျိုးလေးတွေကျစ်ပြီးတော့လည်းထည့်လို့ရဒီတိုင်းရိုးလေးလည်းထည့်လို့ရသူကတော့ရိုးလေးပဲထည့်ထားနော်ဒီနားမှာအဲ့တော့ဒီစင်တို့ကျိုးထည့်ရမှာပေါ့ဒါလည်းဒီစင်တော့ဖြတ်ထုတ်လိုက်လို့ရနော်ဒါကတော့ကိုကကျတော့ဒီနားမှာတလမဆိုတလမဒါမှမဟုတ်ကိုက၄စိတ်ဆို၄စိတ်ပေါ့နော်ဒီတွေကတော့သူကတလမလောက်ရှိအဲ့ဒါအောင်မှဒီတိုင်းလေးလောက်ထားပေါ့နော်ဒါဆိုရမယ်နော်ပြီးလို့ရှိလို့ရှိရင်သူကမှဒီနားလေးကနေသူကဖဲပွင့်လေးတက်ထားတာပြီးရင်ကိုကဒီမှာဒီစင်ကတော့ကိုရဲ့မူရင်ပတ်တန်နိုင်မှာသွားပေါ့နော်ဒီစင်ကတော့အရှိကမူရင်ပတ်တန်မပြောပြတော့ဘူးကိုဆွဲနေကြအတိုင်းပဲသွားနော်အဲ့တော့ဒီစင်တို့ဒီမှာဘာတောက်တွေရှိမလဲဆိုရင်ရင်မဲတောက်ရှိမယ်ရင်မဲတောက်ကဒီစင်တို့ရှောက်စိတ်ထက်ကျော်လို့ရှိရင်ဒီအောက်ကိုပြန်ထုတ်ပြီးနော်ပြီးလို့ရှိရင်ဒီစင်တို့ကရေကူးတောင်းနဲ့သွားမယ်နော်မြန်မာအင်ကြီးတွေကရေကူးတောင်းနဲ့သွားပို့ကောင်းတယ်ဟုတ်လဲဆိုလို့ရှိရင်သူကကျတော့ဒီတို့ရေကူးတောက်ကကျတော့သူကလက်ဒီဂျိုင်းနားတွေပေါ့နော်ဒီဂျိုင်းနားတွေကဖောင်းမဖြစ်ဖ ೇನೆ ဟိုဖြစ်သွားအဲ့တော့ဒီစင်တို့ကဒီနားကို
ခွဲထုတ်မယ်ခွဲထုတ်ပြီးတော့ချုပ်စာကိုဟိုဘက်လေးတဲ့ဒီဘက်လေးတဲ့ပြန်ထားပေါ့နော်ဒါဆိုရမယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီနားမှာအဖက်လေးရှိတယ်အဖက်လေးကကြောတစင်တို့က copy ကူလိုက်အောင်မယ်သူကဒီနားလေးကနေသွားတာအဖက်လေးအဲ့ဒါအောင်မှာသူ့ရဲ့ဒီပုံစံအတိုင်းလေးကိုတွေက copy ကူလိုက်အောင်မယ်လွယ်လွယ်လေးနော်အဲ့ဒါမှသူကဒီတိုင်းလေးသွားမှာတစင်းဟာတော့မှနည်းနည်းလေးသေးသွားရသေးလားအဲ့ဒါမှတစင်းတို့ကဒီနားနေပြီးတော့တန်နော်နားနေတန်အောင်မှဒါကို copy ကူလိုက်ပေါ့ copy ကူလိုက်နော် copy ကူပြီးတော့တစင်တို့ကဒီအပေါ်ကတစင်တို့ကဒီအောက်အရှာကြတော့တစင်တို့ဒါဘယ်လိုပြောမလဲဆိုတော့ဒါက F1 ပေါ့ဒါက F2 ပေါ့ဒါက F3 ဖြစ်သွားမှာပေါ့တစင်တို့ကဒီနားကခွဲထုတ်မှာလीနော်ခွဲထုတ်မှာပြီးလို့ရှိရင်ဒီအပေါ်ဟာလေးတွေတစင်တို့ကခွဲထုတ်လိုက်မယ်ဆိုတော့ F4 ဖြစ်သွားမှာပေါ့နော်ဒီအဖက်လေးကကျတော့ copy ယူလိုက် copy ယူပြီးတော့နှစ်ဖက်ယူလိုက်ပြောမယ်ဆိုလို့ရှိရင်ဒီစင်တို့ကနှစ်ထပ်ယူလိုက်ပေါ့နော်နှစ်ထပ်ယူလိုက်ကိုကဒီအခောက်တိုင်းလေးညှက်လို့ရလို့ရှိရင်အခောက်တိုင်းလေးညှက်လိုက်နှစ်ဖက်ယူလိုက်နှစ်ဖက်လှယူလိုက်ပေါ့နော်နှစ်ဖက်လှယူပြီးတော့မှဒါကိုတင်နေဒီနောက်တင်နေပြီးတော့မှဒီတိုင်းတင်နေပြီးကြမှာဒီ F4 နဲ့ဒီစင်တို့ကပြန်ပြီးတော့ဆက်မှာပြီးလို့ရှိရင်ဒါလေးဆက်ပေါ့နော်သူ့ရဲ့အင်ဂျင်ပတန်တွေကဒါပဲဒါဆိုရမယ်နော်